ဒီနေ့တော့အဖိုးထမင်းချက်မယ်ကြက်သားချက်မယ်ငပိချက်မယ် အဘစံစေးပေးရမလား ဆန်သေးတာတတ်မှထမင်းကကောင်းတာ ဟာစီ ကြက်သားစီပြန်ချက်မယ်စီစားဟင်းကြုံမုတ်အယောင်တင်စနုံးခရမ်းကျင်သီးထက်မယ်ငပိကတော့အဖိုးလက်ရနဲ့ဆိုအရန်စားကောင်းတာမုံညင်းပြုတ်ကစုံရွက်ပြုတ်အဖိုးစားတာတန့်ရှင်းရမယ်ဟာလေအတို့တော့အော်တရက်သီးစိတ်တခွားသီးစိတ်အဖိုးလက်ရထမင်းဝိုင်းโอ้စားကြည့်လိုက် စားကြည့်လိုက် ဒီနေ့တော့အဖိုးထမင်းချက်မယ်ကြက်သားချက်မယ်ငပိချက်မယ် အဘစံစေးပေးရမလား ဆန်သေးတာတတ်မှထမင်းကကောင်းတာ ဟာစီ ကြက်သားစီပြန်ချက်မယ်စီစားဟင်းကြုံမုတ်အယောင်တင်စနုံးခရမ်းကျင်သီးထက်မယ်ငပိကတော့အဖိုးလက်ရနဲ့ဆိုအရန်စားကောင်းတာမုံညင်းပြုတ်ကစုံရွက်ပြုတ်အဖိုးစားတာတန့်ရှင်းရမယ်ဟာလေအတို့တော့အော်တရက်သီးစိတ်တခွားသီးစိတ်အဖိုးလက်ရထမင်းဝိုင်းโอ้စားကြည့်လိုက် စားကြည့်လိုက်